ကျွန်တော်တို့က spinner လို့ပြောရင် spinner လို့ပြောရင် color တွေတိတယ်လူတိုင်းမှာဒါပေမဲ့ color နဲ့ပတ်သက်ရင်ဈေးကွက်နဲ့ပတ်သက်ရင်ကျွန်တော်တို့ခေါင်းထဲမှာအကုန်လုံးကို spinner နဲ့ပတ်သက်ရင်ခေါင်းထဲမှာရောထွေးပြီးတော့ထည့်ထားတာအဲ့ဒီကိစ္စက spinner လို့ဖို့အတွက်လည်းခက်အဲကြောင့် spinner တွေကိုကျွန်တော်တို့က color နဲ့ပတ်သက်ပြီးတတိတခြားကိုကျွန်တော်တို့ပိုင်းခြားပြရမယ်ဟောအရွှင်လိုင်းဆိုတာမဲရိပ်လုံးဝမပါတဲ့ line ကိုအရွှင်လိုင်းလို့ခေါ်ပြီးမှအရိပ် line ဆိုတာမဲရိပ်ပါတယ်ရိပ်တယ်ပေါ့လေမဲရိပ်ပါတဲ့ line မဲရိပ်တော့မှဘယ်လောက်လဲဆိုတာ20%အောက်မဲရိပ်ရာခိုင်နှုန်း20%အောက်ပါတာကိုကျွန်တော်တို့ကအရိပ် line လို့ခေါ်တယ်ပေါ့ spinner မှာအရွှင် line ရဲ့အရိပ် line ကိုကွဲထွက်သွားပြီအရိပ် line က20မဲရိပ်ရာခိုင်နှုန်း20%အောက်လို့တော့ပြောတယ်ဟုတ်ပြီ20%အောက်ကဘယ်လိုကြည့်ရမှာလဲဒါလေးလိုလေးရပြီဗျာနော်အဲကျတော့20%အောက်ဆိုတာကဥပမာတော့ gray color ဥပမာမဲရိပ်ရာခိုင်နှုန်းလေးတော့ရှိတယ်ဒါပေမဲ့သက်ဆိုင်ရာ color လေးတစ်ခုဟိုခဲသိန်းလေးဖြစ်ဖြစ်အစိမ်းလေးပါတော့ခဲသိန်းလေးဖြစ်သွားတယ်ပေါ့ဒီမှာလေနော်ခရမ်းလေးတွေအနီလေးတွေပန်းခရမ်းလေးတွေအဲ့ဒီလိုလေးတွေပါတယ်မဲရိပ်ရာခိုင်နှုန်းလည်းပါတယ်သက်ဆိုင်ရာ color ကိုလည်းမြင်ရတယ်ပြီးပြီဆိုရင်ချုံးကပေးတဲ့အပွင့်အစုလေးတွေရှိွက်မှမြင်ရလဲချုံးကပေးတဲ့အပွက်လေးတွေလည်းမြင်ရတယ်ပြီးပြီဆိုရင်သက်ဆိုင်ရာ color လေးတွေကိုလည်းတင်ချာမြင်ရတာကိုမဲရိပ်ရာခိုင်နှုန်း20%အောက်လို့ပြောတာဟုတ်ကျွန်တော်တို့ color တွေကိုစနစ်ကျခွဲရမှာ20%အောက်ဆိုရင်ဘယ်နှကလက်ကစလုပ်လို့ရတယ်ဆိုတာရှိသေးတာအရွှင်လိုင်းမှာဆိုရင် color အရင်နဲ့အနုဆိုပြီးမှရှိပြန်ရောအဲကျတော့အရင် line လား color အနု line လားဆိုတော့ရှိပြန်ရောဟောဒါကအရိပ် line ကျွန်တော်တို့လုံးဝကင်းလို့မရဘူးတရားရှိ spinner လုပ်မယ်ဆိုရင်ကင်းလို့မရတဲ့အရိပ် line ကိုစနစ်တကျသိရမယ် color တွေရဲ့ clutch chain တွေရဲ့ဈေးတွေရဲ့တခြားသိရမယ်ဒါကိုအရိပ် line လို့ခေါ်တယ်ဟော20%အထက်ပိုသွားတဲ့ line ကိုကြတော့ spinner မှာမဲရိပ်ရာခိုင်နှုန်း20%ပိုသွားရင်ကျွန်တော်တို့အမဲတဲ့ black ထဲကိုထည့်လိုက်ရှင်းလေးပဲဒါဆိုရင် color တွေကိုစနစ်တကျခွဲမှ spinner ကဘယ် color ကိုဘယ်နှကလပ်ဝယ်ရမယ်ဘယ်ဈေးဝယ်ရမယ်ဆိုတဲ့ကိစ္စတွေကရှင်းမှာမဟုတ် spinner လို့ပြောရင်ခေါင်းထဲအကုန်ရောထည့်တာနဲ့ကျွန်တော်တို့ဖြုတ်ချက်ခတ်ကုန်ပါဒါကတော့ spinner နေ့မှာတင်တဲ့ဒါက spinner နဲ့ပတ်သက်တဲ့အစလေးပါနည်းနည်းပါဟုတ်ပဲဒီမှာလည်းလောက်ပါပဲ